င်္ဂလာပါလူမှုနိုင်မှုအတွက်ပဲဖြစ်ဖြစ်ရင်းနှီးမြှုပ်နှံမှုအတွက်ပဲဖြစ်ဖြစ်မြေတရက်ကိုဝယ်လို့မယ်ဆိုလို့ရှိရင်ရောင်းမဝယ်မှာမဖြစ်စေဖို့အတွက်မဝယ်ခင်မှာအဓိကထားပြီးတော့စီစဉ်ရမယ့်အခြေခံချက်ကလေးတွေကိုဒီနေ့ဗီဒီယိုလေးမှာပြောပြသွားမှာဖြစ်ပါတယ်ပထမဆုံးအနေနဲ့ကိုဝယ်ယူမဲ့မြေကွက်ရဲ့ဒီပိုင်းဆိုင်မှုအထောက်အထားမူရင်းစာရွက်စာတမ်းတွေပြည်စုံမှန်ကန်မှုရှိမရှိပြည်စုံနေဆိုလို့ရှိရင်လည်းဒီစာရွက်စာတမ်းတွေမှာပါတဲ့မြေကွက်ရဲ့ location တွေမြေကွက်အရွယ်အစားအတိုင်းအတာတွေပတ်ဝန်းကျင်အနားလေးရက်တွေဟာမြေပြင်နဲ့ကိုက်ညီမှန်ကန်မှုရှိမရှိကိုဦးစွာစစ်ဆေးရမှာဖြစ်ပါတယ်။ဒုတိယမြောက်အနေနဲ့ရောင်းချသူရဲ့အမည်ပေါက်မပေါက်ကိုစစ်ဆေးရမှာဖြစ်ပါတယ်။ရောင်းချသူရဲ့အမည်မပေါက်သေးဘူးဆိုလို့ရှိရင်သူ့ရဲ့အမည်ပေါက်အောင်အရင်ဆုံးဆောင်ရွက်ခိုင်းဖို့လိုအပ်မှာဖြစ်ပါတယ်။နောက်တစ်ချက်ကတော့ကိုဝယ်ယူမဲ့မြေကွက်ဟာဝယ်ယူပြီးနောက်ပိုင်းမှာကို့အမည်ပေါက်ဖြစ်အောင်ပြန်လည်ဆောင်ရွက်လို့ရမရအောင်လည်းစစ်ဆေးရမှာဖြစ်ပါတယ်။ကို့အမည်ပေါက်နေမှလည်းနောက်တစ်ချိန်မှာဖြစ်ပေါ်လာနိုင်မဲ့နေရာငင်းပွားမှုတွေအရှုပ်ထွေးတွေကိုကာကွယ်နိုင်မှာဖြစ်ပြီးတော့လိုအပ်လို့ပြန်လည်ရောင်းချတဲ့အခါမှာလည်းအဆင်ပြေလွယ်ကူနိုင်မှာဖြစ်ပါတယ်။ဒီခုမြောက်အနေနဲ့ကိုဝယ်ယူမဲ့မြေကွက်ဟာငွေဆိုင်ဟုတ်မဟုတ်ကိုစစ်ဆေးရမှာဖြစ်ပါတယ်။ငွေဆိုင်ဖြစ်နေရင်တော့ငွေဆက်ခံခွင့်ရှိသူငွေဆိုင်အားလုံးနဲ့ဖြည့်ရှင်းဆောင်ရွက်ပြီးမှသာပြန်တက်မှာ။အားခုမြောက်အနေနဲ့ကိုဝယ်ယူမဲ့မြေကွက်ဟာတရားရုံးတွေအစိုးရနဲ့ပုဂ္ဂလိကဘဏ်တွေအစိုးရဌာနဆိုင်ရာဖွဲ့စည်းတွေရနေပြီးတော့ကန့်ကွက်ထားမှုရှိမရှိ brand ကတ်ထားမှုရှိမရှိကိုစစ်ဆေးရမှာဖြစ်ပါတယ်။နောက်တစ်ချက်ကတော့ကိုဝယ်ယူမဲ့မြေကွက်ကိုမြေပြင် ground ခွင်းဆင်းကြည့်တဲ့အခါမှာနယ်နိမိတ်သတ်မှတ်ထားမှုတွေရှိမရှိချန်စီယိုကြောက်ကန်တွေသတ်မှတ်စိုက်ထူထားမှုရှိမရှိကိုစစ်ဆေးရမှာဖြစ်ပါတယ်။ဒါမှသာကိုမြေကွက်နဲ့ထိစပ်နေတဲ့ပတ်ဝန်းကျင်မြေကွက်တွေနဲ့နယ်နိမိတ်အငင်းပွားမှုပြဿနာကိုလျှော့ချပေးနိုင်မှာပဲဖြစ်ပါတယ်။နောက်ဆုံးအချက်အနေနဲ့ကိုဝယ်ယူမဲ့မြေကွက်ရဲ့မြေပိုင်ဆိုင်မှုအမျိုးအစားကိုတည်ထားဖို့လည်းလိုအပ်မှာဖြစ်ပါတယ်။ဥပမာအဖြစ်ကိုဝယ်ယူမဲ့မြေကွက်ဟာရန်မြေလားဘဝပိုင်မြေလားပါမစ်မြေလားနေရာမြေအခြားနည်းသုံးဆွဲခွင့်ရရှိထားတဲ့မြေလားရိုးရိုးနေရာမြေလားပုံစံခွန်ရရှိထားလားစတဲ့အချက်တွေကိုသိထားဖို့လိုအပ်မှာဖြစ်ပါတယ်။လိုအပ်မယ်ဆိုလို့ရှိရင်မြေနဲ့ပတ်သက်တဲ့ဆိုရဌာနအဖွဲ့အစည်းတွေမှာတွားရောက်ပြီးတော့စစ်ဆေးသင့်ပါတယ်။ဒီအချက်တွေကတော့အင်ချန်မြေနဲ့ပတ်သက်ပြီးတော့ရောင်းဝယ်ပြုလုပ်တဲ့အခါမှာရောင်းမဝယ်မမဖြစ်စေဖို့အတွက်အဓိကထားပြီးတော့စစ်ဆေးရမယ့်အခြေခံအချက်ကလေးတွေပဲဖြစ်ပါတယ်။ကြံခဲ့တဲ့အချက်တွေရှိမယ်ဆိုလို့ရှိရင်လည်း comment မှာထပ်ဖြည့်ပြီးတော့ရေးပေးသွားလို့ရပါတယ်။အဆုံးထိကြည့်ပေးတဲ့အတွက်ကျေးဇူးတင်ပါတယ်